မြန်မာမှုနယ်ပယ်မှာဂါထာမန္တန်မန္တရာဆိုပြီးရှိတဲ့ထဲကမှဂါထာကိုလူတိုင်းနီးပါးသိကြပါတယ်ဂါထာအမျိုးမျိုးရှိတဲ့ထဲကမှအကျမ်းများဖြစ်မကောင်းဆိုးဝါအမောက်ပယောကစုံကဝေတစီစသည်တို့ကိုနိုင်သောဂါထာဓာဘေးလံဘေးမိဘေးရေဘေးလေဘေးနဲ့အသက်ဘေးအန္တရာယ်အမျိုးမျိုးတို့ကနေကင်းလို့စေတဲ့ဂါထာကိုယ်ခန္ဓာမှာဖြစ်တတ်တဲ့ယောဂတွေကိုပျောက်ကင်းစေတဲ့ဂါထာဇီဝဥစ္စာတိုးတက်ခြင်းယာဓုဂုံသိမ်တိုးတက်စေသောဂါထာမွေမတွေ့နိုင်သောဂါထာခရီးသွားမြန်ဂါထာသွေးတိတ်စေသောဂါထာစာမေးပွဲအောင်စေသောဂါထာစသဖြင့်မရေမတွက်နိုင်အောင်များပြားတဲ့ဂါထာတွေရှိကြပါတယ်ဂါထာတစ်ပုဒ်အစွမ်းထပ်ဖို့ကတော့တစ်ကြိမ်နှစ်ကြိမ်ရွတ်ဆိုယုံလောက်နေတော့အစွမ်းထပ်မှာမဟုတ်ပါဘူးအဲ့ဒီဂါထာကိုနီလန်းမှန်မှန်ထန်ဂရိုင်းကြကြယုံယုံကြည်ကြည်ရွတ်ဆိုမှပဲအစွမ်းထပ်မှာဖြစ်ပါတယ်ဂါထာရဲ့သဘောနဲ့ဆိုရမယ်ဆိုရင်ထုံနေအောင်အကြိမ်ကြိမ်ရွတ်ဆိုရပါတယ်တချို့သောလောကီပညာရှင်တွေကအုံခံပြီးရွတ်ဆိုရပါတယ်ယခုကျွန်ုပ်တင်ပြမဲ့ဂါထာကတော့ကျွန်ုပ်ကိုယ်တွေ့ကြုံခဲ့ရတဲ့အရေးပြားပေါ်မှာဖြစ်တဲ့ယောဂတွေကိုပျောက်ကင်းစေတဲ့ဂါထာဖြစ်ပါတယ်ဂါထာရရှိပုံကဒီလိုပါလွန်ခဲ့တဲ့နှစ်30ကျော်လောက်ကဖြစ်ပါတယ်ခုနှစ်တော့အတိအကျမမှတ်မိတော့ပါဘူးမဂ္ဂဇင်းတအုပ်မှာကျွန်ုပ်ကစောင်းပါတစ်ပုဒ်ကိုဖတ်ပူပါတယ်ဘယ်မဂ္ဂဇင်းဆိုပြီးတော့မမှတ်မိသလိုစောင်းပါရှင်ရဲ့နာမည်ကိုလည်းမမှတ်မိပါဘူးစောင်းပါအကျဉ်းချုပ်ကတော့မြသပိတ်တောင်ချီအနီးမှာရှိတဲ့ရွာလေးတစ်ရွာကိုရုပ်ရည်တန့်ပြန်ပြီးအသားရည်ဝင်းဝဆူပြေတဲ့အသက်20ဝန်းကျင်လောက်ရှိတဲ့သူတော်စင်ရသစ်လေးတစ်ပါးဟာကန္နာရီလဲလဲရင်နဲ့ရွာတွင်းကိုဝင်ဖို့အတွက်လမ်းလျှောက်လာပါတယ်အဲ့ဒီချိန်မှာရွာပြင်လမ်းဘေးမှာတိမ်ငယ်စုတ်ချတဲ့တဲကလေးတစ်လုံးကိုတွေးရှိလို့အတွင်းကိုကြီးလိုက်တဲ့အခါမှာလူတဦးလဲလျောင်းနေတာကိုတွေ့တဲ့အတွက်ကြောင့်အကျိုးအကြောင်းမေးကြည့်ပါတယ်တဲအတွင်းကလူကမိမိဟာကောက်ထနူနာဆွဲကပ်နေတဲ့အတွက်ကြောင့်ရွာတွင်းမှာနေလို့မရတော့ဘဲနဲ့ရွာပြင်ကိုထွက်နေရတဲ့အကြောင်းစားရည်တောက်ရည်ကိုရွာတွင်းမှာရှိတဲ့မိသားစုကမနက်တစ်ကြိမ်ညနေတစ်ကြိမ်လာပို့ကြောင်းကိုပြောပါတယ်အဲ့ဒီခါမှာရသစ်လေးကကောက်ထနူနာပျောက်စေဖို့အတွက်မိမိပေးတဲ့ဂါထာကိုမိမိပြောတဲ့အတိုင်းယုံယုံကြည်ကြည်ပတိစိတ်မယ်ဆိုရင်ယောဂပျောက်မယ်စိတ်မှလားလို့မေးတဲ့ခါမှာယောဂတွေကစိတ်ပါမယ်လို့ပြောတဲ့အတွက်ကြောင့်ရသစ်လေးကဒီဂါထာကိုပေးခဲ့ပါတယ်ဂါထာလေးကတော့အုံလုံစတိပလုံစတိရသစ်လေးပြောတဲ့ပတိစိတ်နီးကတော့မနက်နေထွက်ချိန်ကနေစပြီးနေဘက်ကိုမျက်နှာမူပြီးတော့နေမင်းရဲ့ဓာတ်ကိုယူပြီးဆက်ရမယ်ညနေနေမဝင်မီကောင်းကင်မှာနေရှိနေခိုက်နေရှိရအနောက်ရက်ကိုမျက်နှာမူပြီးနေမင်းဓာတ်ကိုယူပြီးဆက်ရမယ်နေ့စဉ်စိတ်နိုင်သမျှဆက်ရမယ်လို့မှာကြားပြီးခရီးဆက်သွားပါတယ်နူနာယောဂတွေကလည်းယောဂပျောက်လို့လာတဲ့အတွက်ကြောင့်ရသစ်လေးပေးတဲ့ဂါထာကိုမနက်နေထွက်တဲ့အချိန်နဲ့ညနေနေဝင်ချိန်တို့မှာအချိန်ရသမျှယုံယုံကြည်ကြည်စူးစမ်းစိတ်တဲ့အခါမှာလက်အနေငယ်အတွင်းမှာပဲယောဂသက်သာလာပါတယ်ဒါကြောင့်ဂါထာပေါ်မှာယုံကြည်မှုများလာတဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့စိတ်တဲ့အခါမှာယောဂတွေတိတိကျကျပျောက်ကင်းလာပြီးနောက်ဆုံးမှာလုံးဝပျောက်ကင်းသွားတဲ့အတွက်ရွာတွင်းမှာရှိတဲ့မိသားစုတွေနဲ့အတူပြန်လည်နေထိုင်တဲ့အခြေအနေဖြစ်သွားတယ်လို့ဖတ်ရှုရပါတယ်။ဒါနဲ့ပဲကျွန်ုပ်ကလည်းအဲ့ဒီဂါထာနဲ့ပတိစိတ်နီကိုကျွန်ုပ်ရဲ့မဆုစာအုပ်မှာကူးယူမှတ်သားထားလိုက်ပါတယ်။ကျွန်ုပ်ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ်တစ်မြို့နယ်မှာမြို့နယ်ထွေအုပ်ဒုတိယဦးစီးမှုအဖြစ်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပါတယ်။ကျွန်ုပ်တို့ရုံးဟာထွေအုပ်တရားဥပဒေစရင်စီမံကိန်းဌာနတွေပူးပေါင်းဖွင့်လှစ်ထားတဲ့စုပေါင်းရုံးဖြစ်ပါတယ်။တနေ့မှာအမျိုးသမီးမြို့နယ်တရားရေးဦးစီးမှုနဲ့စကားဆက်မိတဲ့အချိန်မှာသူကပြောတာကတော့သူ့မှာတကူလုံးယာနာဆွဲကပ်နေကြောင်းအရေးကြီးဖုလေးတွေလည်းမကြာခဏထွက်ကြောင်းအနာတွေကရားလိုက်ရင်တရားခွင့်ထဲမှာထိုင်နေစဉ်မှာပဲအိမ်ဒီမထိန်နိုင်ပဲကုတ်ချစ်နေရကြောင်းမြို့ပေါ်ကဆရာဝန်တွေသာမကရန်ကုန်ကအတူကူဆရာဝန်တွေနဲ့ကူးသားပေမဲ့လည်းသက်သာလိုက်ပြန်ဖြစ်လိုက်ဖြစ်နေတာကတနစ်ကြော်ပြီးဖြစ်တဲ့အကြောင်းယာနာယောဂကြောင့်လွန်စွာစိတ်ဆင်းရဲရကြောင်းပြောပါတယ်အဲ့ဒီခါမှာကျွန်ုပ်ဖတ်ဖူးတဲ့သူတော်စင်ရသစ်လေးအကြောင်းကိုပြောပြပြီးအဲ့ဒီဂါထာကိုယုံယုံကြည်ကြည်စိတ်မှလားလို့မေးတဲ့အခါမှာသူမကဒီလောက်ယောဂပျောက်မယ်ဆိုရင်တော့ယုံယုံကြည်ကြည်စိတ်မှပေါ်လို့ပြောပါတယ်ဒါကြောင့်ကျွန်ုပ်ကရသစ်လေးပေးတဲ့ဂါထာနဲ့မနက်ပိုင်းညနေပိုင်းနေမင်းတက်ကိုယူပြီးစိတ်ပို့ပတိစိတ်နီးကိုပါပေးလိုက်ပါတယ်သူမကမူလကလေးကဘာသာရေးလိုက်စားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ကျွန်ုပ်ပေးလိုက်တဲ့ဂါထာနဲ့ပတိစိတ်နီးကိုယုံယုံကြည်ကြည်ကြိုးကြိုးစားစားစိတ်တယ်လို့သိရပါတယ်အဲ့ဒီဦးစီးမှုနဲ့တယုံထဲဖြစ်တဲ့အတွက်ကြောင့်တိုးတက်မှုကိုကျွန်ုပ်စောင့်ကြည့်တဲ့အခါမှာပတိစိတ်ပြီးတလားလောက်အကြာမှာရရမှုတွေတိတိတတ်တာရော့နေလာတဲ့အတွက်ကြောင့်ယုံယုံကြည်ကြည်နေ့စဉ်မပြတ်ကြိုးစားစိတ်တဲ့အခါမှာ3လလောက်အကြာမှာရရမှုတွေလုံးဝပျောက်သွားပါတယ်ယောဂမပြောင်းမီအချိန်မှာအရေပြားပေါ်မှာအရေးကြီးဘူးလေးတွေထွက်လာပြီးအရေပေါက်ပြီးအဖက်ကလေးတွေကွာကျလာပါတယ်။မွေအရေခွန်လဲသလိုမျိုးအရေပြားနူးညံ့လာတာကိုတွေ့ရပါတယ်။6လအတွင်းမှာအဲ့ဒီအမျိုးသမီးဟာရရမှုအရေးကြီးမှုပေါက်ခြင်းတို့လုံးဝပျောက်ကင်းသွားပါတယ်။ဘယ်ဆရာဝန်နဲ့မှမကူရတော့ပါဘူး
အဲ့ဒီအမျိုးသမီးဟာယခုချိန်ထိတက်ရှိထင်ရှားရှိနေတဲ့အတွက်ကြောင့်သူ့ရဲ့နာမည်ကိုတော့မဖော်ပြတော့ပါဘူးကျွန်ုပ်ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့မြို့တစ်မြို့မှာမယကဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်ရှမ်းတိုင်းသားတို့ဟာဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးကိုးကွယ်မှုကလည်းကြီးညိုသရာအပြည့်နဲ့ကိုးကွယ်တာကိုတွေ့ရပါတယ်တရက်မှာအစည်းအဝေးလုပ်နေစဉ်မှာရယကဥက္ကဋ္ဌတူခြေထောက်ကိုမကြာခဏကုန်းပြီးကုတ်နေတာကိုတွေ့ရပါတယ်သူ့အခြေအနေကလည်းအစည်းအဝေးကပြောနေတဲ့အကြောင်းအရာတွေကိုစိတ်မဝင်စားနိုင်ပဲနဲ့သူ့ခြေထောက်ပြဿနာကိုပဲအကြိမ်ကြိမ်ဖြေရှင်းနေတာကိုတွေ့ရပါတယ်အစည်းအဝေးပြီးတဲ့နောက်မှာရယကအဖွဲ့ဝင်တွေပြန်လည်ထွက်ခွာချိန်မှာအဲ့ဒီပုဂ္ဂိုလ်ကိုခေါ်ပြီးအကျိုးအကြောင်းကိုမေးပါတယ်အဲ့ဒီပုဂ္ဂိုလ်ကသူ့ရဲ့ညာဘက်ခြေထောက်မှာအရေပြားပေါ်မှာအနာပေါက်နေတဲ့အကြောင်းအလွန်ရားလာတဲ့အကြောင်းဖြစ်ကစားကတေးသေးပဲဖြစ်ပေမဲ့လည်းရားလို့ကုတ်ရတာနဲ့ပဲပွားများလာကြောင်းဆရာဝန်တွေတိုင်းစီးတွေနဲ့ကုသပေမဲ့လည်းမပြောက်ကြောင်းပြောပြီးတော့သူ့ရဲ့ခြေထောက်ကိုပြပါတယ်သူ့ရဲ့ခြေထောက်ကအနာကမြန်မာလိုခေါ်မယ်ဆိုရင်ဝဲနင်းခုလို့အနီးဆက်ဆုံးခတ်မှန်ရပါတယ်အလွန်ရားတဲ့အတွက်ကြောင့်မကြာခဏကုတ်နေခြင်းဖြစ်ပါတယ်ဒါနဲ့ပဲကျွန်ုပ်ကအဲ့ဒီပုဂ္ဂိုလ်ကိုသူတော်စင်ရစ်လေးပေးတဲ့လုံစတိပလုံစတိဂါထာရဲ့နောက်ကြောင်အဲ့ဒီဂါထာကိုကျွန်ုပ်ပေးလိုက်လို့ရုံကြီးပတိစိတ်တဲ့အတွက်ကြောင့်အရေးပြားပေါ်ပေါက်တဲ့ယောဂပျောက်သွားသူတူအကြောင်းကိုအကျေပြောပြပြီးတော့အဲ့ဒီဂါထာကိုပတိစိတ်မှလာလို့မေးတဲ့အခါမှာလိုလိုလားပဲစိတ်မယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်ုပ်ဟာအဲ့ဒီပုဂ္ဂိုလ်ကိုရစ်လေးပေးတဲ့ဂါထာနဲ့စိတ်ရမဲ့နီလန်နေထွက်ချိန်နေဝင်ချိန်ဒီမှာနေမင်းတက်ကိုယူပြီးတော့တမာတိရှိနဲ့ကြိုးစားစိတ်ဖို့မှာကြားလိုက်ပါတယ်အချင်းချုံပြီးတင်ပြရမယ်ဆိုရင်တော့ခြေဖမိုးပေါ်မှာဝဲနှင်းခုဆွဲကပ်နေပြီးယောဂပျောက်ကင်းအောင်ကူမရတဲ့အဲ့ဒီပုဂ္ဂိုလ်ဟာယောဂပျောက်လို့တဲ့အတွက်ကြောင့်ရုံကြည်ကြိုးစားစိတ်တဲ့အခါမှာ6လအတွင်းမှာယောဂလုံးဝပျောက်ကင်းသွားပါတယ်အဲ့ဒီအကြောင်းကိုကျွန်ုပ်ယုံကိုအစည်းအဝေးလာတဲ့အခိုက်မှာကိုယ်တိုင်တွေးမြင်ရတဲ့အတွက်ကြောင့်လွန်စွာဝမ်းသာလာပါတယ်သူတော်စင်ရသေးလေးရဲ့ဂါထာကိုလည်းပို့ပြီးတော့ယုံကြည်မိပါတယ်ကျွန်ုပ်ပဲခူးတိုင်းဒေသကြီးပေါင်းတယ်မြို့မှာမယကဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်လုပ်ငန်းတာဝန်ရပဲခူးရိုးမှတောင်ပေါ်ကိုမကြာခဏသွားရပါတယ်တရက်မှာဂျပန်ဒီစစ်ပြေးတုံးကပဲခူးရိုးမှတောင်ပေါ်မှာကြံနေခဲ့တဲ့အမြောက်ကြီးတလက်ရဲ့သတင်းကိုတောလိုက်မုတ်ဆိုးဒီစီကသတင်းရရှိပါတယ်ဒါနဲ့သတင်းသေးချာမှုရှိစေဖို့အတွက်မြို့နဲ့ဝေးကွာလာတဲ့ရိုးမတောင်ကျောပေါ်ကရွာငယ်လေးတရွာကိုတွားရောက်စုံစမ်းပါတယ်အဲ့ဒီရွာမှာခြေချောင်းလေးတွေလက်ချောင်းလေးတွေမှာအရေပြားတွေကွာကြပြီးရားနာဆွဲကပ်နေတဲ့ကိုတောင်းစိန်ဆိုသူကိုတွေ့ခဲ့ရပါတယ်မိကြီးတဲ့ခါမှာတော့အနာကြီးယောဂဆွဲကပ်နေတယ်လို့ပြောပါတယ်သူရဲ့လက်ကတိတ်မဆိုးလာပေမဲ့လည်းခြေထောက်ကတော့နေထိုင်မှုမတန့်ရှင်းတဲ့အတွက်ကြောင့်ပိုဆိုးပါတယ်ဖြစ်စားကရရန်ချင်းအရေပြားကွာကြချင်းသာဖြစ်ပေမဲ့လည်းနောက်ပိုင်းမှာပိုဆိုးလာပြီးအနာဖြစ်လာတဲ့အကြောင်းရွာမှာလည်းစီကံမရှိအနီးနားရွာတွေမှာလည်းစီကံမရှိရိုးမတောင်ကျောပေါ်ကနေမြို့ပေါ်စီကုသွားဖို့ကလည်းမသွားနိုင်ကြောင်းပြောပါတယ်ယောဂမဖြစ်မီကဖြစ်စီယောဂဖြစ်ပြီးနောက်ပိုင်းမှာဖြစ်စီတောကြောင်ပွေးလိတ်ဖို့ကြွက်ပဒက်စတဲ့တောရိုင်းတလိษံတွေအသားတွေကိုလည်းစားသုံးကြောင်းပြောပါတယ်ကျွန်ုပ်ကကိုတောင်းစိန်ကိုအနာကြီးယောဂတိုက်ဖြတ်ရေးစီမံချက်အရကျမ်းမာရေးဝန်ထမ်းတွေကရွာရောက်စီကုပေးနေတာဖြစ်တဲ့အတွက်ကြောင့်ကျမ်းမာရေးဝန်ထမ်းတွေရိုးမတောင်ပေါ်ကိုရောက်လာတဲ့ဆိုရင်မြည်သည့်ရွာသို့သွားရောက်သည့်ဖြစ်စေမပြတ်မကွက်သွားရောက်စီကုဖို့မှာခဲ့ပါတယ်ဒါအပြင်ကိုတောင်းစိန်ကိုရခင်ပုဂ္ဂိုလ်နှစ်ဦးကိုပေးခဲ့တဲ့သူတော်စင်ရတစ်လေးရဲ့လုံစတိပလုံစတိဂါထာအကြောင်းကိုအသေးစိတ်ရှင်းပြပြီးရုံကြီးပတိစိတ်မှလာလို့မေးတဲ့ခါမှာစိတ်ပါမယ်လို့ကတိပြုတဲ့အတွက်ကြောင့်နေမင်းတက်ကိုယူပြီးပတိစိတ်နီးကိုသင်ပေးခဲ့ပါတယ်ခြေထောက်တွေကိုလည်းအရင်ကလိုမျိုးညင်ညင်ပပမနေပဲစက်ပြနဲ့နေစဉ်တန်တန့်ရှင်းရှင်းစေးကြောပေးဖို့မှာကြားခဲ့ပါတယ်ရိုးမပေါ်ကပြန်လာပြီးတဲ့နောက်မှာအဲ့ဒီကိစ္စကိုမိမိပြောက်ပဲရှိခဲ့ပါတယ်ကိုတောင်းစိန်နေတဲ့ရိုးမတောင်ကျောပေါ်ကရွာဟာဝေးလွန်းလာတဲ့အတွက်ကြောင့်နောက်တစ်ကြိမ်လဲထပ်မရောက်တော့ပါဘူးကျွန်ုပ်ဟာယခုတာဝန်ထမ်းဆောင်နေတဲ့မြို့မှာအနေကြတဲ့အတွက်ကြောင့်ဌာနရဲ့မူအရပြည်နယ်တစ်ခုကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့အမိန့်စာရောက်လာပါတယ်ကျွန်ုပ်ပြောင်းရမယ့်အကြောင်းမြို့နယ်တွင်းမှာရှိတဲ့ရရကတွေဌာနဆိုင်ရာတွေအားလုံးသိသွားပါတယ်21ရက်တွင်ပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့်အချိန်နည်းငယ်ရသေးတဲ့အတွက်ကြောင့်မြို့နယ်တွင်းမှာရှိတဲ့မြေပြန့်တောင်ပေါ်မကျန်ရရကတွေအားလုံးကိုနောက်ဆုံးအကြိမ်ဖြစ်အစည်းအဝေးခေါ်လိုက်ပါတယ်အစည်းအဝေးနေ့မှာပဲခူးရိုးမတောင်ပေါ်မှာလာရောက်အစည်းအဝေးတက်တဲ့ရရကတဦးကကျွန်ုပ်ကိုပြားရည်တပလင်းဂျီသား6နဲ့ဆက်သားကြောက်အနှဲငယ်စီစပကြီးမှုရဲ့သဲကြီးအချောက်တစ်ခုကိုပေးခဲ့ပါတယ်ပေးရတဲ့အကြောင်းကိုသူပြောတာကတော့အဲ့ဒီပစ္စည်းတွေကိုကိုတောင်းစိန်ကကျွန်ုပ်ကိုပေးခိုင်းတဲ့အကြောင်းပေးရတဲ့အကြောင်းကတော့ကျွန်ုပ်ပေးခဲ့တဲ့ဂါထာကိုယောဂပျောက်လို့တဲ့အတွက်ကြောင့်ကြိုးစားပတိစိတ်တဲ့အခါမှာအနာတွေဟာတဖြည်းဖြည်းခြောက်သွားကြောင်းယောဂတက်လာတဲ့အတွက်ကြောင့်အားတက်လာပြီးပုံမကြိုးစားပြီးပတိစိတ်တဲ့အခါမှာယခုတစ်နှစ်အကြာမှာတော့သူ့မှာအနာကြီးယောဂလုံးဝမရှိတော့တဲ့အကြောင်းအစားအသောက်နေတိုင်းကိုလည်းကျွန်ုပ်မှာကြားခဲ့တဲ့အတိုင်းလဲလိုက်နာပါကြောင်း
ကျွန်ုပ်ကလည်းကျေးဇူးဆက်လို့တဲ့အတွက်ကြောင့်မပြောင်းမီတော်ထွက်ပစ္စည်းတွေနဲ့ကတော့ပါအကြောင်းကိုပြောပြပါတယ်ဒီလိုနဲ့ပဲကျွန်ုပ်အမတ်မထင်ပြုခဲ့တဲ့ကိစ္စတစ်ခုဟာလူတစ်ယောက်ရဲ့ဘဝကိုများစွာအကျိုးရှိစေတဲ့အတွက်ကြောင့်ဝမ်းသာမဆုံးဖြစ်ခဲ့ပါတယ်သူတော်စင်ယသိလေးပေးခဲ့တဲ့ဂါထာရဲ့အတိတ်ပဲကတော့လုံစတိဖြစ်တတ်၏ပါလုံစတိပြတ်တတ်၏ဣတိတတမထို့ကြောင့်လောကောလောကမီဤလို့အတိတ်ပဲရပါတယ်ပဋိစိတ်ခြင်းကိုဘုရားရှင်ရှေ့တွင်ဖြစ်စေဇေဒီပထိုးစင်တူတော်တို့ရဲ့အရှိမဖြစ်စေစိတ်ကြပေမဲ့လည်းယခုကတော့နေရှိတဲ့မနက်ပိုင်းအရှိဘက်ညနေပိုင်းအနောက်ဘက်တို့ကိုမျက်နှာမူပြီးတော့နေမင်းတက်ကိုယူပြီးစိတ်ချင်းကတော့ဘာအတွက်ဖြစ်ကြောင်းကိုအဲ့ဒီစောင်းပါးမှာရှင်းပြမှာထားတဲ့အတွက်ကြောင့်ကျွန်ုပ်လည်းရှင်းမပြတတ်ပါဘူးအကယ်၍တတ်သိနားလည်တဲ့မိတ်ဆွေများပညာရှင်သူတေသီတွေကတတ်သိလေ့လာထားသမျှမိမိတို့ရဲ့အတွေးအမြင်အတွေ့အကြုံတွေကိုဒီဗီဒီယိုလေးရဲ့ကွန်မန့်အောက်မှာရေးပြီးတော့ပေးပို့ကြဖို့ပန်ကြားအပ်ပါတယ်ကျွန်ုပ်စဉ်းစားမိတာကတော့ဂါထာရဲ့အတိတ်ပဲမှာဤလောက၌ဖြစ်သည်ရှိလင်ပြက်သည်လည်းရှိသည်လို့အတိတ်ပဲရရှိတဲ့အတွက်ကြောင့်လူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်နေတဲ့ယောဂတွေဟာဖြစ်ပြီးလင်ပြက်သည်သို့မဟုတ်ပျောက်သည်ဆိုပြီးအတိတ်ပဲရရှိပါတယ်ဒီလိုဆိုရင်ဒီဂါထာနဲ့ပဋိစိတ်နည်းကိုအရေးပြားပေါ်မှာဖြစ်တဲ့ယောဂတွေသာမကတခြားနေရာမှာဖြစ်တဲ့ကိုယ်ဖောကိုယ်ရောင်ယောဂအဆုတ်နာယောဂပန်းနာရင်ကျက်ယောဂအစာအိမ်ယောဂကနေစပြီးကင်ဆာယောဂအစုံလရှည်နှစ်ရှည်ယောဂခံစားနေရတဲ့သူတွေလည်းယုံယုံကြည်ကြည်နီးလန်းမှန်မှန်ပဋိစိတ်မယ်ဆိုရင်အချိန်ကာလတစ်ခုမှာခံစားနေရတဲ့ယောဂတွေသက်သာယုံတာမကလုံးဝပျောက်ကင်းသွားမယ်လို့စဉ်းစားမိပါတယ်ပဋိမစိတ်မီမှာတော့ဖျားရှိခိုးခြင်း၅ပါးသီလခံယူခြင်းတို့ကိုတော့ပြုရပါမယ်ဒါကြောင့်အရေးပြားဖို့မှာဖြစ်ပေါ်တဲ့ယောဂရှိသူတွေနဲ့တခြားယောဂရှိသူတွေလိုအပ်မယ်ဆိုရင်ကြင်ကြံအသုံးပြုနိုင်ဖို့ရည်ရွယ်ပြီးမြတ်သပိတ်တောင်ချေကသူတော်စင်ယသိလေးပေးခဲ့တဲ့လုံစတိပလုံစတိဂါထာအကြောင်းကိုတွေ့ဖြစ်ရတဲ့နဲ့အတူမေတ္တာရှိထားပြီးမျှဝေတင်ပြပေးလိုက်ရပါတယ်